အာရခဒေတာအတွင်းမှာစစ်ရေးအခြေအနေတွေကြောင့်ပြည်သူတွေဟာစားဝတ်နေရေးခက်ခဲနေကြရတဲ့ကြားကပဲအခုဆိုရင်စစ်ပေးရှောင်ပြည်သူ200နီးပါးကိုအာရခပြည်သူကျန်းမာရေးဌာနကနေအခမဲ့မျက်စိကုသပေးနေတယ်ဆိုတဲ့သတင်းကောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ပြည်သူကျန်းမာရေးဌာနဟာစစ်ပေးရှောင်စခန်းတွေမှာနေထိုင်နေကြတဲ့မိဘပြည်သူတွေထဲကမျက်စိဝေဒနာရှင်တွေကိုအဓိကထားပြီးအခမဲ့ခွဲစိတ်ကုသမှုတွေလှုပ်ဆောင်ပေးနေတာပါ။ပထမအဆင့်အနေနဲ့လူနာ200ခန့်ကိုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးခဲ့တဲ့ဧပြီလပထမအပတ်မှာပဲဝေဒနာရှင်28ဦးကိုအခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။အခုလိုခက်ခဲကြက်တဲနေတဲ့ကာလမှာတွာလာရေးကအစားတဲခိုနေထိုင်ရေးနဲ့အစားအသောက်တွေအပြင်စီးကုသစရိတ်အားလုံးကိုကျန်းမာရေးဌာနကတာဝန်ယူပေးထားတာကြောင့်စစ်ပီးရှောင်ပြည်သူတွေအတွက်တော့ကြီးမားတဲ့အားကိုးရာတစ်ခုဖြစ်နေပါတယ်။ထူးခြားတာတစ်ခုကတော့အရင်လိုတတ်မှတ်နေရတွေမှာပဲကုသပေးတာမျိုးမဟုတ်တော့ပဲဝေးလံခေါင်တည်တဲ့ဒေသတွေအထိရွှေ့လျားမိုဘိုင်းစနစ်နဲ့ကွင်းစင်းကုသပေးနေတာပဲဖြစ်ပါတယ်။ဒါအပြင်အာရခပြည်သူကျန်းမာရေးဌာနအနေနဲ့မျက်စိကုသမှုတွေမကပဲမိခင်နဲ့ကလေးကျန်းမာရေးဆောင်ရှောက်မှုကာကွယ်ဆေးထိုးလုပ်ငန်းတွေနဲ့ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကိုပါတိုက်ပွဲတွေကြားထဲကနေအရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။